ဒီမှာတော့ဒလီနဲ့မှာဖြစ်ပါရဲ့ဆိုတော့လီလီ S ကနေမှာပါအဲ့တော့ပထမဆုံးမှာကတော့ရှာပါပါရေးမချို့ရသေးပထမဆုံးမှာကြတော့ဘာမှကောင်းမလဲဆိုတော့ဒီအစိမ်းရောက်အေးလေးပေါ့နော်ဒါဒီနေ့အစိမ်းရောက်နေတဲ့စားပြပါမယ်အဲ့ဒါလေးရနောက်ပြီးလို့ရှိရင်တော့အဲ့ဘာလဲကိတ်မုံတာဘာလဲမသိဘူးအဲ့ဒါလေးပြောဝါတာမယ်လိုလေးရဝယ်ပါမယ်စညံနေရာလေးရတိခက်ပြကြပါဆိုတော့ဝယ်ပွားရတော့လာဖို့ပါရဲ့ဆိုတော့အဘဝိုင်ဇွန်မှာရောက်ပါပြီရောက်ပါပြီရောက်ပြီဆိုရင်တော့ဖွင့်လိုက်ပါမယ်ရောက်ပါပြီဒါဆိုရင်တော့ဖွင့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့စားပါတော့မယ်ရှင်ပြီးတော့စားပါတော့မယ်ရှင်ရန်စားလို့ကောင်းပါရဲ့နော်မချာရတာလည်းစားလို့ရန်ကောင်းပါရဲ့ဖရဲတိလေးကလည်းချွတ်အေးလေးပါအေးရတယ်တောက်လို့ကောင်းပါရှေ့ဘေးနားကတော့မိုးရွာပြီးတော့လူစကားပြောနေရမလို့ချင်းရဲ့နာဒီခက်ပြီးတော့ရှေ့တောင်းဝင်ပါရနော်ဘေးနားကတော့စတော်ဘယ်ရီချီလေးပါသူ့တော့ခုနကြွေးရလို့မကြွေးတော့ပါဘူးတာပါ See you in the next video